ကိုရီအားလုံးပဲမင်္ဂလာပါဗျဆိုတော့ဒီအမြတ်လေးပြန်လာပြီးကြိုဆိုလိုက်ပါဒီနေ့ Friday night မှာတော့ပွဲစဉ်တွေအများကြီးရှိဖို့မယ်တော့ EPN ပွဲကောင်းတစ်ပွဲရှိပါတယ် United နဲ့ Newcastle ပွဲပေါင်းမယ်ဒီ Championship ပွဲစဉ်အစောပွဲတွေရှိတာဖြစ်တဲ့ကြောင့်ဒီနေ့မှာတော့ဒီ EPN ပွဲနဲ့ Championship ပွဲစဉ်တွေကိုထုံးသက်နိုင်မယ်ပြီးပြီးလုပ်ပြီးတော့မှာဖြစ်ပါတယ်။အမှန်အောင်ကျွန်တော်ဒီ EPN ပွဲစဉ်ဖြစ်တဲ့ United နဲ့ Newcastle ပွဲကနေစလိုက်အောင်ဒီပွဲမှာဒီ Bodici တက်ဖွင့်လာပြီးကိုပေါင်းကြီးကဒီ350စာ Bodici တက်နဲ့ကိုပေါင်းကြီး350စာဒီနေ့တော့ကြည့်မစရင်အရှိစတန်နေရလဲ United တို့အနေနဲ့ဒီအဆင့်ခွင့်ညာမှာရည်ဒီ Newcastle ကအဆင့်1စတန်နေရလဲဒီအပေါ်ရောက်ရှိနေတဲ့အနေအထားမျိုးဖြစ်တဲ့ဒီ United အနေနဲ့ဒီ Club image ရလဲဒီ Newcastle တဲ့ပုံမြင့်တဲ့အနေအထားမှာဒီလိုအင်မျိုးမှာဒီစတန်နေအပေါ်ရောက်နေတဲ့နေရာမှာတော့ဒီဒေစီဆိုတဲ့စီတန်ကညံပြောင်းပြောင်းနေတဲ့နေရာမှာရှိပါတယ် United တို့အနေနဲ့အင်မျိုးမှာဒီစတန်နေအပေါ်ရောက်နေတဲ့နေရာမှာပြတာကြောင့်လည်း50လောက်တော့ဖြစ်မနေပေးတဲ့အနေအထားမှာတော့ရှိပါတယ်ဒီနေ့ဒီလက်ရှိကားဖောင်ကြီးမယ်ဆိုရင်ကားဖောင်ရတော့အရင်ပကွာတဲ့အနေအထားမှာရှိပါတယ်နှစ်လုံးကတော့ဒီနောက်ဆုံး9ဘက်မှာနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ပွဲတည်နေဒီဖောင်ရတော့နှစ်လုံးအတက်နဲ့ရှိတဲ့အနေအထားမှာရှိပါတယ်ဒီဘက်မှာဒီကစားသမားတွေသူများကိုကြည့်မယ်ဆိုရင်တော့ဒီ United တို့အနေနဲ့ကစားသမားအများစုဒီကကစားသမားအများစုမြချော်မဲ့အနေအထားမှာရှိပါတယ်ဒီအာဖရိကဖလားကိုလည်းဒီအမတ်တီယာလို့အမ်ပွေမွန်နဲ့ဒီမာဇာလောင်တို့ဒီလွှတ်ထားပြီးတော့ဒီကတဲ့ပွဲမှာလည်း United ရဲ့ဒီအားကိုးရဆုံးပလေယာဖြစ်တဲ့ဘရူနိုဒိုင်ယာရရှိထားပါတယ်နောက်ပြီးဒီနောက်ခံလေးဒီမပွားရနဲ့ဒီလစ်ကလည်းတောက်ခုနေတာမှရှိပြီးဒီဘက်ပါမယ်ဆိုရင်လည်းဒီကြက်ခိုင်မှုအပြေးဝမဲ့နေတာမှရှိပါတယ်ဒါကြောင့်မို့ဒီလူများပိုင်းရတော့ United တို့အနေနဲ့ဒီအတော်လေးဒီအားရော့နေတဲ့အနေအထားမှာရှိပါတယ်အဝေးဝေး Newcastle ကြည့်မယ်ဆိုရင်တော့ဒီကပလေယာတွေတော့ဒီစုစုံထားတဲ့အနေအထားမှာရှိပါတယ်ဒီဟာဒီမှာဒီတိုက်စစ်မှုတဲ့ဒီနေ့ဝါရမန်ကလည်းတွန်းကိုတွေဝါရန်ကတွန်းနေနေရမှာဖြစ်တာကြောင့်ခြေစမ်းမိုင်းကလည်းသူနေနဲ့ဒီယုံကြည်မှုအမြင့်မားဆုံးအနေအထားမှာရှိနေပါတယ်ဒီ Newcastle အဓိကအားနည်းချက်ကဒီအဝေးကွင်းတွေဝေးကွင်းရလက်မကောင်းထားတဲ့အနေအထားမှာရှိပါတယ် EPN ဝေးကွင်းနဲ့ကန်ရမှာဒီတပွဲပဲနိုင်ထားတဲ့ရလက်ကတော့ဒီ Newcastle အဝေးကွင်းတွေမှာတော့အရင်ကမကောင်းတဲ့အနေအထားမှာရှိပါတယ်ဒါပေမဲ့ကျွန်တော်ဒီဘက်မှာတော့ဒီစတန်နေရလည်းအပေါ်မှာရောက်နေပြီဒီကလပ်အင်းတွေလည်းအရင်ကြီးတဲ့ United တို့အနေနဲ့ဒီတဲစီဆိုတဲ့စီးတန်းကလည်းအဖြစ်တဲ့စီးတန်းမှာလည်းဖြစ်တယ်ဒီလက်ရှိလူများပိုင်းကလည်းဒီကကစားသမားတွေအများစုမပေါတဲ့အနေအထားမှာဖြစ်တာကြောင့် United တို့အိမ်ဝဲဆိုပေမဲ့ဘယ်ကူမဲ့အနေအထားမှာဖြစ်ပါတော့ဒါကြောင့်မို့လို့တဲစီမှာဝေး Newcastle ပေါ်ဒီကိုရွေးချယ်ထားပြီးပူပေါင်းကြီး350စာမှာတော့ဒီနှစ်ဖက်တုံးကိုဒီနေ့ဒီပေါင်းစင်တီးလေးဖြစ်တာကြောင့်နှစ်ဖက်တုံးကိုနှစ်လုံးဒီတိုက်စစ်ဖွင့်လာမှအနေအထားမှာရှိပါတယ်နှစ်စင်းလုံးလုံးကိုနေဆက်ဆိုင်ဖြစ်လာမဲ့ပွဲလို့ယူဆပါတယ်ဒါကြောင့်မို့လို့350စာပေါက်ကြီးအောင်မှာကိုပေါက်အပေါ်နဲ့တဲစီမှာဝေး Newcastle ပေါ်ဒီကိုရွေးချယ်ထားပါတယ်ညဒီအစောပိုင်းမှာကမ်းမဲ့ဒီကျွန်တော်ချန်ပီယံရှစ်ပွဲစဉ်တွေတော့ဒီရွေးချယ်မှုတွေပဲပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီဘာမင်ဂန်နဲ့ဒါဗီကောင်ဒီပွဲမှာဒီအင်ရှင်ဘာမင်ဂန်ပေါ်ကိုရွေးချယ်ထားပါတယ်လက်စတာစီးတီးနဲ့ဝက်ဖို့ပွဲမှာအဝေးကွင်းဝက်ဖို့ပွဲကိုရွေးချယ်ထားပါတယ်နောက်တစ်ခုကဒီမစ်တယ်ဘရော့နဲ့ဒီဖလက်ဗန်ပွဲမှာအင်ရှင်မစ်တယ်ဘရော့ပွဲကိုရွေးချယ်ထားပါတယ်နောက်တစ်ခုကဒီနော်ဝဲစီးတီးနဲ့ချာတန်ပွဲမှာအဝေးကွင်းချာတန်ပွဲကိုရွေးချယ်ထားပါတယ်နောက်တစ်ခုကဒီပို့စမောင်းနဲ့တူပီယာပွဲမှာအဝေးကွင်းတူပီယာပေါ်ဒီSheffield Wednesday နဲ့ဒီ Hull City နဲ့ပွဲမှာအဝေးကွင်း Hull City ဘော်ဒီနဲ့ Coventry နဲ့ Swansea ပွဲမှာ Asian Coventry ဘော်ဒီကိုရွေးချယ်ထားပါတယ်ဒီ Friday night မှာအားလုံးပဲအပေါင်းပြကြပါလိမ့်ဗျ